အာဂျင်တီးနားကိုပွဲအစမှာအထင်ကြီးလားမထင်ဘူးနော်ကမ္ဘာဖလားပွဲအစမှာလုံးဝမထင်ဘူးလို့ကျွန်တော်တို့တွက်ထားတယ်နော်အာဂျင်တီးနားအကုန်လုံး short တက်ထားတယ်ဒါပေမဲ့ तू က amazing comeback နဲ့တဖြည်းဖြည်းနဲ့ပြန်လာပြီးတော့ကောင်းတယ်မက်ဆီပါမက်ဆီကတော့မက်ဆီပါမိနစ်90မနိုင်တော့ပါဗျာဥမာအချိန်ပို penalty အဲ့ချိန်လောက်မှာ तू ကပို့ပြီးတော့နည်းနည်းလေးအားတောက်သွားမယ်ကဲဘောအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော် guest တယောက်ခေါ်လာတယ်ကျွန်တော်ရဲ့ဒူဘိုင်း MFA ဒူဘိုင်းတော့ UAE ရဲ့ MFA ဥက္ကဋ္ဌနာမည်လေးမိတ်ဆက်ပြီးကျွန်တော်နာမည်ရဲဝဲမှာကျွန်တော် MFA မှာဥက္ကဋ္ဌတာဝန်လက်ရှိထမ်းဆောင်နေပါတယ်โอเคကျွန်တော်ပြောမယ့်အကြောင်းအရာလေးကတော့နောက်ဖြတ်ကမ်းမဲ့ World Cup Final စပိန်နဲ့အာဂျင်တီးနားအကြောင်းလေးကဲအဲ့ဒါဆို live ကနေကျွန်တော်စပြီးတော့ဆွေးနွေးကြတယ်โอเคစပိန်နဲ့အာဂျင်တီးနား live ကတော့ကျွန်တော်ကတော့ဒီစပိန်ကတော့ဒီပုံမှန်အတိုင်းပဲပွဲထက်လာမှထင်တယ်နောက်တန်းမှာကိုးသမားတော့စိန်မုံနောက်တန်းမှာကူကူရဲလာနဲ့ပိုရိုနဲ့နောက်တန်းမှာကစားမယ်ပြီးတော့အတွဲမိနေတဲ့လာပေါ်တင်နဲ့ကူဘရာစီပြီးတော့အလဲတန်းမှာပြန်ပြီးတော့ ACN နဲ့ပြန်တက်တာပြီးတော့လက်ရှိမှာအကောင်းဆုံးဖုန်ပြန်ရနေတဲ့ Rodri โอเคပြီးတော့ကျွန်တော် battery ကိုသုံးမယ်လို့မထင်ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ power game ကစားရမယ်အာဂျင်တီးနား power ကောင်းတယ်အလဲတန်းမှာဆိုတော့ကျွန်တော် Fabian Ruiz ကိုထည့်မယ်လို့ထင်တယ် Fabian ထည့်မယ်ဘာဖြစ်လို့ battery ကနည်းလေးသူနောက်ပိုင်းကျရင်သူမသုံးနိုင်အပိုင်းတွေရှိတယ်သုံးတဲ့တိုင်းပေါ့ battery နဲ့ပွဲတွေမသုံးတာအခုနောက်ဆုံးနှစ်ပွဲမှာ Fabian Ruiz ဆိုသုံးလဲအဆင်လဲပြေတယ် power game မှာလည်းသူအဆင်ပြေတယ် Rodri နဲ့လည်းအတွဲမိတယ်ပထမဆုံးပွဲမှာအဆင်မပြေပေမဲ့ तू ကဒီနောက်ဆုံးနှစ်ပွဲမှာ तू ကလုံးဝ form အရန်ကောင်းနေတယ် Fabian Ruiz ဆိုတာ Champions League PSG မှာရထားတဲ့ form အတိုင်းကိုပဲ तू သွားနေတယ်ပေါ့နော်ပြီးတော့အလဲမှာ almost ဆိုတာကျွန်တော်ဒီ hidden talent ပေါ့ကျွန်တော်စပိန်မှာပြောရရင်တော့ hidden talent အပြင်ကို तू ကအခုစပိန်မှာ900ဖို့တဲ့ तू ကလုံးဝအသက်သွေးကြောလို့ဖြစ်နေဟုတ်တယ်နော် almost ကလုံးဝ AMF နေရာမှာဟိုက तू က space တွေရှာမယ်သူကပြီးတော့ဒီအထက်ကိုတိုးဝင်မယ်ကစားပါမယ်ပြီးတော့ Euro 2024မှာလည်းသူလုပ်ခဲ့တဲ့အတိုင်းပဲဒီ World Cup မှာသူပြန်ပြီးတော့လုပ်ပြတယ်ဒီဟာကိုလည်းသတိထားရမယ်ကျွန်တော်တို့ဒီ Spain မှာအခု dangerous အဖြစ်ဆုံး player က Olmo လို့ထင်တယ်ဘာဖြစ်လို့ Oyarzabal လည်းကောင်းတယ်ရမယ်လည်းကောင်းတယ်ဒါပေမဲ့သူ့ရဲ့အတိုးလုံးနဲ့ space ဖန်တီးမှုအတိုင်းမှာ Olmo ကတော့ကျွန်တော်မနှက်ဖန်ကြရင်တော့ပေးဖို့မှုတွေကလည်းကောင်းနေတယ်အဲ့လိုမျိုးဖြစ်နေပြီးတော့နောက်ရှေ့မှာတော့ထုံးစံတိုင်းရမယ်ညာဘက်မှာရှိမယ်ဒါ William မကစားနိုင်ဘူးဆိုရင် Bainer ရှိမယ်ဘယ်နာကလည်းသူကပုံမှန်တိုင်းပဲ normal pass တွေနဲ့သူ့ရဲ့ပုံမှန်ဟိုကစားလည်းကောင်းနေတယ်ပုံမှန်လေးပဲသွားတယ်အော်ဘာစဲကလည်းသူကစားနေကြဆိုတော့ဒုတိယပိုင်းမှာမာရီနိုဝင်လာမယ်မာရီနိုဝင်လာရင်ဂိုးရမယ်ဒါကျွန်တော်တို့တွက်ဆတဲ့အတိုင်းပေါ့နော် legging super sub ကြီးကလုံးဝနှစ်ဂိုးသတိသွင်းထားတယ်ပေါ့နော်ပေါ့နော်အရေးကြီးတဲ့ပွဲတွေမှာသွင်းထားတယ်ဆိုတော့အာဂျင်တီးနားတော့ပြောစရာမရှိဘူးသုံးစံတိုင်းကျွန်တော်တို့မနှက်ဖန်ကြရင် Paredes သုံးရင်သူဒီဘောကိုသုံးသူနှစ် Paredes ပဲကျွန်တော်ထင်တော့ Paredes ပဲသုံးတယ်ဘာလို့ဆို Paredes ရဲ့ form မိနေတယ်ပြီးတော့သူကစားတယ်ပြောင်းမှာမဟုတ်တော့မပြောင်းတော့ဘူးထုံးစံတိုင်း Messi ကပွဲထက်လာမယ်ပြီးတော့ဒီဘက်မှာ Alvarez နဲ့ Lautaro ဆိုကျွန်တော် Alvarez ကိုပဲသူတို့ပွဲထက်မှထင်တာပဲ Lautaro Super Sub မှာပို့ပြီးတော့ကောင်းနေတယ်သူ Inter မှာ main player ပဲမဲ့သူကအခု Argentina မှာအခု Super Sub အနေနဲ့သူကဂိုးတွေသွင်းထားတယ်နှစ်ဂိုးနှစ်ပွဲစီဇက်တိုက်ရှိနေပြီပေါ့နော်သူရဲ့ကစားအဲ့လိုဖြစ်နေပထမအရင်ဆုံးသူ Argentina အရင်ဆုံးသုံးတာကLautaro ကိုသုံးတယ်ပြီးတော့မှ Alvarez ကိုထည့်တယ်အခုနောက်ဆုံးနှစ်ပွဲမှာသုံးတာကကြတော့ Alvarez ကိုအရင်သုံးတယ်ပြီးတော့မှ Lautaro ကို Martinez ဆိုနောက်မှထွက်ပြီးတော့သူကအဲ့မှာဂိုးတွေရတယ်သူကအဲ့ formation တိုင်းအဆင်ပြေနေပေါ့နော်ဟိုစပိန်လည်းအဆင်ပြေတယ် Argentina လည်းအဆင်ပြေတယ်ဆိုတော့ဒီ line up ပဲကျွန်တော်သွားမယ်လို့ထင်တယ်ဒါပေမဲ့ line ကတော့ဒီတိုင်းသွားမယ်လို့ကိုရဲဝင်းထင်တယ်ပေါ့နော်ဟုတ်တယ်အဲ့တိုင်းပဲသွားပါကျွန်တော်လည်းအဲ့လိုပဲမြင်တယ်ဗျအဲ့လိုပဲဖြစ်နေနော်ဘာလို့သူတို့အခု form မိနေတဲ့ပုံစံဖြစ်နေတာလေနော်အဲ့လိုပဲထင်တယ်အဲ့ဆိုရင်ပွဲပြီးရလက်ဘယ်လိုဖြစ်မယ်လို့ပွဲပြီးရလက်ကတော့ကျွန်တော်တို့ဟိုလိုအုံဖွားပေါ့နော်ကုန်းအုံဖွားခံမှန်းခဲ့တယ်အမားနဲ့တဲ့အသင်းကတော့ပိုရမယ်အမားနဲ့တဲ့အသင်း final ဆိုတော့သူတို့က decisive game ဆိုတော့အမားနဲ့တဲ့အသင်းကပိုရမယ်အခု form ကလည်းစပိန်ကလည်းမိနေတယ်အာဂျင်တီးနားကလည်း amazing comeback တွေဖြစ်နေတယ်ဒါပေမဲ့ပွဲစဉ်ကျွန်တော်ပေါ့နော်အခုပွဲစဉ်100လောက်ကန်စားသွားတယ်နော်ကျွန်တော်အခုဘောလုံးဘယ်လောက်ယူသွလဲကျွန်တော်ပွဲစဉ်80ရာခိုင်နှုန်းကျော်လောက်ကျွန်တော်ကြည်လာတယ်အေးရေးတော့ပြက်လာတယ်အစပိုင်းမှာအရန်ပြက်လာတယ်အရန်မကြည့်တဲ့ပွဲလောက်ပဲနည်းနည်းပထမပိုင်းကြည့်ပြီးတော့ပွဲစဉ်80ရာခိုင်နှုန်းကျော်လောက်ကြည့်တဲ့အချိန်မှာစပိန်ကတပွဲပိုကောင်းလာတယ်နော်ပြီးတော့သိတာချန်ပီယံရဲ့သူတို့ရဲ့ခြေသွမ်းတွေကknockout game မှာသိလာလားဆိုတော့ဒီ2010သူတို့ချန်ပီယံခြေသွမ်းတော့ပေါ့နော်သူပထမဆုံးပွဲမှာဆွစ်ဇာလန်ကိုရှုံးတယ် 1-0 နဲ့ရှုံးတယ်မမရတော့အခု2000အခု26မှာလဲသူပထမဆုံးပွဲမှာကိတ်ပါတီကိုတည်ရပဲရတယ်သူပထမဆုံးပွဲတွေအဖွင့်မလှဘူးအာဂျင်တီးနားကိုပြန်ကြည့်လိုက်
လည်းတူတူပဲ 2022မှာသူအစောတရားတွေပြီးတော့2-1နဲ့ရှုံးလာတယ်ပြီးတော့မှသူ ဖောင်တွေကောင်းပြီးတော့သူရလာတယ်အဲ့တော့ဒီနှစ်သင်းထွေးလာတဲ့အချိန်မှာပထမဆုံးပွဲတွေကပြောရမယ်စပိန်ကတိုင်ပတ်လာပြီးတော့ပြေးပြင်းချင်းဖောင်မိလာတယ်အာဂျင်တီးနားလည်းပထမဆုံးပွဲမှာလည်းစပြီးတော့သူကောင်းပြီးတော့ amazing comeback တွေနဲ့လာတယ်ဆိုတော့ဒီပွဲကတော်တော်လေးကြီးလို့ကောင်းတယ် result အနေနဲ့ကကျွန်တော်ကတကမ္ဘာလုံးဟာလည်းသိကျင်ကျွန်တော်လည်းသိကျင်တယ်မနေ့မှညမိနစ်60အတွင်းကအရင်ပြောခတ်တယ်ဒါပေမဲ့ကျွန်တော်အပြင်ပြောရရင်တော့ဒီ found တဖြည်းဖြည်းမိလာပြီးတော့သူ rhythm မိလာတယ်ကျွန်တော်စပိန်ကတော့အနှဲငယ်တာနေလို့ထင်တာပဲ ဟုတ်တယ်60-40လောက်တော့ရှိမယ်ပြီးတော့အရေးကြီးဆုံးအချက်ကကျွန်တော် DMF ကဒီဘောလုံးပွဲတွေမှာကျွန်တော်က DMF က70% လောက်ကအရေးကြီးတယ်အဲ့မှာ Rodri က comeback ပြန်လာတယ်ကျွန်တော် ACL ဖြစ်ပြီးတော့သူ2020မှာနော်ကြီးကောင်းတာနော်2025မှာနော်ဟာလုံး Rodri ကလုံးဝပြစ်ထားပဲသူ Tico မှာကစားလာတဲ့ပုံစံအရမက်ဆီမှာကစားလာတဲ့ Ballon d'Or ရတဲ့ပုံစံအရသူကလုံးဝရကောင်းတယ်ဒါပေမဲ့အခု तू ကဒီနေ့မန်စီးမှာလည်းအဲ့လိုကြီးမကောင်းသေးဘူးဒါပေမဲ့ Guardiola သူ predict ကနော်သူကမ္ဘာဖလားမပြန်ကောင်းလာမယ်ဆိုကျွန်တော်တို့ကလုံးဝမဖြစ်နိုင်ဘူး ACL ရထားတဲ့ကစားသမားတယောက်အနေနဲ့မဖြစ်နိုင်ဘူးဆိုပြီးတော့ဒါပေမဲ့ तू ကလုံးဝယူ comeback ကြီးပြန်ပြစ်လာတယ်အရင် Rodri ကိုပြန်မြင်နေရတယ်ဟုတ်တယ်အဲ့ဒီနှစ်ကလို့အဲ့လိုပြန်မြင်နေရတယ်ဆိုတော့အဲ့တခုကလည်းအရင်ဟိုပြောစရာဖြစ်နေသေးတယ်မှာအဲ့ဆို Rodri ရဲ့အာသာချက်နဲ့ကွင်းလေအာသာချက်နဲ့ကျွန်တော်စပိန်ကတော့နည်းငယ်တာပြီးတော့အခုမိနစ်60မနိုင်တော့ပါဗျာဥမာအချိန်ပို penalty အဲ့ချိန်လောက်မှာ तू ကပို့ပြီးတော့နည်းနည်းလေးအားတောင်းသွားမယ်လို့စပိန်ကိုပဲအလေးပေးထားတယ်လို့မထင်တာပဲကျွန်တော်ကတော့အဲ့လိုပဲတော့မြင်နေဒါပေမဲ့ဘောလုံးဆိုတော့အလုံးကြီးပေါ့နော်စပိန်တော့နည်း60% လောက်တော့စပိန်ဘက်မှာရှိတယ်60%ပဲဟုတ်တယ်အမှန်ပါပဲ60%လောက်60-40လောက်ပေါ့နော်ဒါပေမဲ့အာဂျင်တီးနားရဲ့အဓိကအကောင်းဆုံးကစိတ်သက်ပေါ့နော်သူ amazing comeback နဲ့သူကကျွန်တော်တို့သွားပြီးတော့ shot တော့လို့မရဘူးပြီးတော့ဒီ30စိတ်သက်နဲ့ဆော့တာဒီ39နှစ်သားမက်ဆီရဲ့ရုံးကပ်မှုနဲ့သူ့ရဲ့အာဂျင်တီးနားနဲ့ဘိုးသိမ်းမှုတွေအဲ့ဒါကြီးကြည့်တယ်ပုံမလင်ပြောကြည့်အာဂျင်တီးနားကိုပွဲအစမှာအထင်ကြီးလားမထင်ဘူးနော်ကမ္ဘာဖလားပွဲအစမှာလုံးဝမထင်ဘူးလို့ကျွန်တော်တို့တွက်ထားတယ်နော်အာဂျင်တီးနားအကုန်လုံး shot တက်ထားတယ်ဒါပေမဲ့ तू က amazing comeback နဲ့တဖြည်းဖြည်းနဲ့ပြန်လာပြီးတော့အမျိုးကောင်းတယ်မက်ဆီပါမက်ဆီကတော့မက်ဆီပါပဲဒီကုတ်လောကမှာတော့ဒီမက်ဆီနဲ့ရိုနယ်ဒိုနှစ်ခုကတော့ဒီ amazing မှာပြောစရာမရှိပါဘူးဒီနေ့ကအဲ့ပြောစရာအများကြီးပြောစရာမလိုပါဘူးဒါမက်ဆီဆိုဒါကျွန်တော်မိကုန်းလေးတစ်ခုလောက်တော့မေးချင်တယ်မေးပါကိုရဲဝင်းအနေနဲ့ကမ္ဘာဖလားကိုဘယ်အချိန်မှာစပြီးကြည့်ခဲ့ကမ္ဘာဖလားကျွန်တော်တော့ပြောရရင်တော့ရှိတယ်တချို့လူတွေလည်းဟို NON မှာကျွန်တော်94 World Cup တွေစကြည့်တာ94 World Cup မှာစကြည့်လာတယ်ကျွန်တော်ဂျာမနီနဲ့ပထမဆုံးဘိုလီဗီးယားပွဲပေါ့နော်အဲ့မှာ Klinsmann ကိုသွင်းသွားတယ်လို့ထင်တယ်အဲ့မှာ 1-0 နဲ့နိုင်ပြီးကျွန်တော်ဂျာမနီကိုစကြိုက်လာအခုထိလည်းဂျာမနီကိုအားပေးတာလေကျွန်တော်94မှာစပြီးတော့ကြည့်လာတယ်လို့ပြောရမယ်98မှာတော့ကျွန်တော်တော်တော်လေးသိလာပြီကျွန်တော်ကစားသမားတွေလည်းသိလာပြီအဲ့ချိန်မှာဇီဒင်းကိုစပြီးတော့ဆွဲမှတ်ပြီးတော့ကမ္ဘာဖလားကိုဆွဲမှတ်တာပေါ့နော်2002ကတော့ပြောစရာမလိုဘူးR3နဲ့ Ronaldo တို့ amazing ကောင်းတယ်ဒါပေမဲ့ကျွန်တော်ဂျာမနီကိုအားပေးမယ်သူတို့ကောင်းတာကိုလည်း appreciate လုပ်တယ်ကျွန်တော်ဘောလုံးပွဲကိုရဲဝင်းကဒါပဲပြောလိုက်ဂျာမနီ fan ကျွန်တော်ဂျာမနီ fan 96မှာဘိုးဆွဲသွားတော့ဒီ Klinsmann တို့အုပ်စုနဲ့ Bierhoff တို့နဲ့ဒါ Cookie တို့နဲ့ပေါ့နော်နောက်တန်းကနောက်ဆမ်မာတို့ဘာလို့လဲရှိတယ်အဲ့ချိန်နဲ့ကျွန်တော်ဂျာမနီကို hardcore fan ပေါ့အခုချိန်မှာဂျာမနီပုံစံပဲကျွန်တော်ဘောလုံးပွဲကောင်းကောင်းလေးတွေကြည့်ကျင်တယ်ဂျာမနီကိုအားပေးမယ်ဒီ2014အားပေးတော့လည်းပျော်တယ်ပေါ့နော်ဒီ2018မှာလည်းအာဂျင်တီးဒီပြင်သစ်ရသွားတော့လည်းအဆင်ပြေပါတယ်အခုဒီနှစ်လည်းစပိန်ပဲရအာဂျင်တီးနားပဲရကျွန်တော်ပွဲကောင်းလေးတစ်ပွဲကြည့်ကျင်တယ်ပျော်ပါတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ချင်ပါတယ်အဲ့ဆိုရင်ကဲအခုလည်းတော်တော်များပြည့်စုံလုံးဖြေချပေးတဲ့ကိုရဲဝင်းကိုလည်းကျေးဇူးတင်ပါတယ်โอเคအားလုံးကျွန်တော်တို့ကိုမင်းကိုလည်းအားပေးပါကျွန်တော်တို့ UME founder ပါကျွန်တော်တို့ UAE မှာလည်းကျွန်တော်တို့ဒီဘောလုံးကိုလုံးဝရွတ်သွပြီးတော့ချစ်ပြလို့တဲ့အများကြီးရှိပါဟုတ်လားနော်နောက်ထပ်လည်းအများကြီးဒီလိုမျိုး fake call guest တွေလည်းအများကြီးရှိပါတယ် fake call so ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာတွေ့မယ် okay like and share လေးလုပ်ပေးပါကျေးဇူးတင်ပါတယ်မနေ့ကညရင်စောင့်ကြည့်မယ်စပိန်လားအာဂျင်တီးနားလား okay ဘယ်သူနိုင်မလဲ comment မှာမှန်ခဲ့လို့ရပါတယ် okay အားလုံးပဲ bye bye